ကြောင်နေသူရဲ့ရှိစိုးလို့လုံးကိုလိုက်မယ်အသေးလုံးကိုမို့မရှိရဘူးလေမေဘဝရှိခွဲပေးဖို့ရှိရင်ငိုစလို့ရှိပြလိမ့်မယ်တို့ပြလိုက်မယ်ရှိစကားလေးတွေရေကိုအောင်မဲပြောပြတာတွေယူယူမို့မို့ရှိပါရဲ့ဆိုယုံသားမင်းတို့ကျိုးစင်တာရှိမောင်စီကိုပိုင်ပေးခဲ့မိတော်ကိုရွှေတော်တဲ့လို့ယုံစားပြီးသူမောင်းပါယူလောင်ပြောင်နေသူရဲ့ရှိစိုးလို့လုံးကိုလိုက်မယ်အသေးလုံးကိုမို့မရှိရဘူးလေမေဘဝရှိခွဲပေးဖို့ရှိရင်ငိုစလို့ရှိပြလိမ့်မယ်တို့ပြလိုက်မယ်ရှိစကားလေးတွေရေကိုအောင်မဲပြောပြတာတွေယူယူမို့မို့ရှိပါရဲ့ဆိုယုံသားမင်းတို့ကျိုးစင်တာရှိမောင်စီကိုပိုင်ပေးခဲ့မိတော်ကိုရွှေတော်တဲ့လို့ယုံစားပြီးသူမောင်းပါယူအောင်မင်းတို့တခြားသူရဲ့အောင်စီကိုနေစားရဲ့တဲ့ချင်းအဆောင်လေးမှာဒုမဒုမတာဘူးလို့သဘောမှထားတာမောင်ရဲ့မာလီထမ်းမရတဲ့တာရောဆိုင်တွေလွားရဲ့ကလေးတွေမတွေ့ဘူးလေမေးမိပါစေလေမေးမိပါစေလေတို့လုံးနောက်ဆုံးလက်ခွေဝါနေကြတယ်အလိုက်တရားတိုင်းမမေ့နိုင်ပါဘူးလေမောင်သာချီလွန်နေရှိပါစေအရှိရှိမောင်တို့ပါလေချွေခဲဟာပြီလေလောင်ပြောင်နေသူရဲ့ရှိစိုးလို့တို့ကိုလိုက်မယ်အသေးလုံးတို့မို့မရှိရဘူးလေမေဘဝရှိခွဲပြီးဖို့ရှိရင်ငါဖွင့်လို့ချစ်ပြလိမ့်မယ်တို့ပြလိုက်မယ်ရှိစကားလေးတွေရေကိုအောင်မပြောပြတာတွေယူယူမှုရှိပါရဲ့ဆိုယုံသားမင်းတို့ကျိုးစီတာရှိမောင်စီကိုပိုင်ပေးခဲ့မိတော်ကိုရွှေတော်တဲ့လို့ယူစားပြီးသူမောင်းပါယူအောင်မင်းတို့တခြားသူရဲ့မောင်စီကိုနေစားရဲ့တဲ့ရှေးအဆောင်လေးမှာမတူမတာဘူးလို့သဘောမှထားတာမောင်ရဲ့မာလီထမ်းမရတဲ့တာယိုဆိုင်တွေ